တော့ချောင်းသားရောက်တော့တော်တော်ပြောနေတာ ဒီနေ့ပပန်းတို့ကချောင်းသားသွားမှာပါပပန်းတို့ဘလို့ချောင်းသားကို3နာရီခွဲနဲ့အပြီးသွားမလဲဆိုတာတူတူလိုက်ကြည့်ပေးကြနော်ပပန်းတို့မော်ကျိုမျိုးကနေစပြီးထွက်လာပါပြီဒါကမြောင်မြနဲ့မော်ကျိုကိုဆက်ထားတဲ့တိုင်းပါပပန်းတို့မောင်းနေရင်းနဲ့လမ်းခွဲတစ်ခုကိုရောက်တဲ့အခါမှာမြောင်မြဘက်ကိုချိုးခဲ့ရတယ်မောင်းတာနှစ်နာရီကျော်လောက်နဲ့ပသိမ်မျိုးကိုစပြီးဝင်ပါပြီပပန်းတို့မောင်းလာရင်းနဲ့နှစ်နာရီကျော်လောက်ရောက်တဲ့အခါချောင်းမမျိုးကိုရောက်ပါပြီဒါကပပန်းတို့တဲတဲ့ Ikare Hotel ရဲ့ရှေ့ကဝင်ကပါကြီးပါ4နာရီရောက်တဲ့အခါဒီဟိုတယ်မှာဒီတိုင်းလေးရှိရဲ။အဲ့ဒီကအဘူရှာဘူးနဲ့တာကူကျွေးရဲ။ပပန်းအောင်ဆက်လို့អော်နေသေးတယ်။ပပန်းနောက်ထပ်ချောင်းသားမှာဘလို့လေးတွေရိုက်ခစ်လေးဆိုတာစောင့်မျှော်ပြီးနော်။